Hello မင်္ဂလာပါကျွန်တော် Code Cloud ရဲ့ 100D Sorted or Private Challenge ကိုလုပ်လာခဲ့တာဒီနေ့နဲ့ဆိုလို့ရှိရင်88ရက်ရှိပြီပေါ့နော် Day 78ကလက်ကလေးကိုကြည့်အောင် Day 78မှာတော့ကျွန်တော်တို့ Jenkins Conditional Pipeline တစ်ခုကိုရေးခိုင်းတယ် Okay ကျွန်တော်လက်ကလေးကို start လုပ်လိုက်မယ်Okay လက်လေး ready ဖြစ်ပြီဆိုတော့ကျွန်တော်ကြည့်ရအောင်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုပေးထားတာက kit ပေးထားတယ် kit account ပေးထားတယ် Jenkins server ပေးထားတယ်ပြီးတော့ကျွန်တော် note ပေါ့နော် slate note တခု create လုပ်ကြမယ် storage server ပုံမှာပဲကျန်တာအကုန်အတူတူပဲဒီမှာ repository ရှိနေတဲ့နေရာလည်းအတူတူပဲကျန်တဲ့ပေးထားချက်တွေအတူတူပဲလို့ပြောလို့ရတယ်ကျွန်တော်ဘာခွာသွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ parameter တစ်ခုထည့်ပေးရမယ်ဒီကျွန်တော်တို့ရဲ့ pipeline ချော်လေးမှာပေါ့နော် branch ဆိုတဲ့ parameter လေးထည့်ပေးရမယ်ပြီးတော့ဒီ pipeline ချော်ထဲမှာဒီ branch ပေါ်မူတည်ပြီးတော့သူကအလုပ်လုပ်ကြမယ်ပေါ့နော် pair branch master branch ဆိုလို့ရှိရင် master branch ကိုပို့ပေးရမယ် feature branch ဆိုလို့ရှိရင် feature branch ကိုပို့ပေးရမယ်ဒီလိုမျိုးလေးပဲကွာပါတယ်ကျန်တာကအတူတူပဲအဲ့တော့ကျွန်တော်မနေ့ကအတိုင်းလေးပဲခက်မြင်လေးပဲလုပ်လိုက်တော့မယ်အရင်ဆုံးကျွန်တော်တို့ဒီ Jenkins server ထဲဝင်မယ်ပေါ့နော်Okay server ထဲရောက်ပြီဆိုရင်ကျွန်တော် pipeline plugin လေးသွားထည့်မယ်Okay pipeline plugin ထည့်နေတော့ကျွန်တော်တို့ storage server ပေါ်သွားမယ်ပေါ့နော် SSHဟုတ်သေးပါဘူး NATS ကျွန်တော်မှားနေတာOkay storage server ရဲ့ရောက်ပြီဆိုတော့ကျွန်တော်တို့Java install လုပ်မယ်ပေါ့နော်sorry ကျွန်တော်ဒီကောင်နဲ့အတူတူ screen လေးပါထည့်လိုက်Okay ဒီဘက် install လုပ်နေတော့ကျွန်တော် plugin လေးကိုတစ်ချက်သွားကြည့်မယ်ပြီးတော့မပြီးသေးဘူးเนาะခဏစောင့်လိုက်အောင် Okay ဒီကောင် install လုပ်နေတော့မှကျွန်တော်တခြား manage လုပ်လို့ရမယ့်အပိုင်းလေးလုပ်ထားလိုက်မယ်ပေါ့เนาะဘာလုပ်ထားမလဲဆိုတော့ဒီမှာ system configuration နဲ့သွားမယ်အဲ့ဒီမှာကျွန်တော်တို့ဒီ UI ကိုချိန်ပေးလိုက်မယ်ပေါ့เนาะJenkins UI ရဲ့ HTTP ဖြစ်သွားမယ်port 8080ကိုသုံးမယ်နောက်ကကောင်းနေရမှာလို့ဆိုတော့ဖြုတ်လိုက်မယ် Okay ဒါဆို Jenkins UI လေးတော့မှန်သွားပြီနောက်တစ်ခုကကျွန်တော် node create လုပ်မယ်ပေါ့နော် node create လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် node ထဲကိုသွားမယ် new node ပေါ့ဒီမှာသူပေးထားတဲ့ instruction တွေကိုကြည့်မယ် instruction ထဲမှာကျွန်တော် storage server လို့ပေးခိုင်းတယ် Okay storage server ဒီမှာ root directory ပေါ့နော် root directory က var w3 လုံး html ပေါ့ Okay ပြီးတော့ကျွန်တော်တို့ label လေးလည်းထည့်ပေးလိုက်မယ် Okay ဒါဆိုကျွန်တော် node ကလေးရပြီပေါ့နော် node က ready တော့မဖြစ်သေးဘူးကျွန်တော်တို့ဒီဘက်ကနေပြန်ချိန်ပေးဖို့လိုတယ်ဒီမှာ installation ပြီးပြီဆိုတော့node ကိုချိန်လို့တော့ရပြီ Okay ကျွန်တော်ဒီ command လေးသုံးလိုက်မယ်Okay char file လေးရပြီဆိုတော့ကျွန်တော် screen ကိုသုံးမယ်နော်Jenkins ထဲမှာကျွန်တော်ဒီ command run sudo နဲ့ run ပါ Natasha ရဲ့ password
okay contented ဖြစ်သွားပြီဆိုတော့ control AT နဲ့ထွက်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ notes list ထဲမှာကြည့်မယ် okay ရတယ်ဒါဆိုကျွန်တော်တို့ server ကိုချိန်သွားပြီเนาะကျွန်တော်ဒီကြခဏ control AT နဲ့ပြန်ထွက်ထားမယ် okay installation မှာတချို့ package တွေက fail သွားတယ်ပေါ့နော် fail သွားတယ်ဆိုတော့ကျွန်တော် available plugin နဲ့သွားပြီးတော့အဲ့ဒါလေးကို retry လုပ်မယ် pipeline တော့ install လုပ်ဒါဆိုရင်ကျွန်တော်ကြံခဲ့တဲ့ plugin လေးနောက်တစ်ခါပြန်သွင်းလိုက်မယ် okay ဆက်ဖြစ်သွားပြီဆိုတော့ကျွန်တော် reset ချပြီးလိုက်တော့ okay reset ချနေတော့ကျွန်တော်ဒီထဲသွားမယ် cd var www ပြီးတော့html ပေါ့နော် okay status ကြည့်မယ်အော်ဒါလေးတောင်းနေဆိုတော့ကျွန်တော်ထိုက်ပေးလိုက် okay ဒီကောင်က case status ကတော့ဒီမှာ remote in ဆိုတဲ့ directory တစ်ခုပို့နေတာလွင်ကျန်တာအကုန်လုံးတော့ clean ဖြစ်တယ်ပေါ့နော် okay get branch ကြည့်မယ်ဆိုလဲဒါလောလောဆယ် feature branch မှာရှိနေပေါ့ okay node လည်း ready ဖြစ်ပြီ plugin လည်း ready ဖြစ်ပြီဆိုတော့ကျွန်တော် job လေး create လုပ်လို့ရတော့အဲ့တော့ manage channel နဲ့တော့ sorry dashboard ပေါ်သွားပါတော့ dashboard ပေါ်သွားပြီးတော့ကျွန်တော်တို့ create job လုပ်ပါတော့ create job က pipeline job ဖြစ်မယ် job name ကကျွန်တော်တို့ data center web app job okay pipeline job လေး create လုပ်မယ်ဒီမှာသူက parameter ပေးခိုင်းတယ်ပေါ့နော် parameter name က branch အဲ့တော့ the project is parameterized ကိုရွေးမယ် string parameter သုံးရမှာသူပြောထားတာ string parameter ဆိုတော့ default က master လို့ပဲပေးလိုက်ဒါဆိုကျွန်တော် parameter လေးကတော့ရပြီနော်ဒီမှာ string parameter branch လို့ပြောတယ်သူက master ရဲ့ feature ရဲ့ branch နှစ်ခုသုံးနေတာဆိုတော့ကျွန်တော်လောလောဆယ် default master လို့ပေးထားတယ် okay ဒါဆိုရင်ကျွန်တော်တို့ Jenkins job လေးကတော့ရပြီပေါ့နော်ဒီ job ထဲမှာကျွန်တော်တို့ script ရေးရမယ်အဲ့တော့ဒီမှာ hello world file လေးပဲကျွန်တော်နမူနာယူလိုက်မယ်မနေ့ကရေးလို့ပဲပေါ့နော်ကျွန်တော် run ချင်တာကဘယ်ပုံမှာလဲဆိုတော့ level ကိုကျွန်တော်တို့ဒီမှာပေးထားတာက sd or 01လို့ label ပေးထားတယ်ကျွန်တော်တို့ slate note လေးပုံမှာ run ချင်တာပေါ့နော်ဒီမှာကျွန်တော်တို့ရဲ့ state ပေါ့နော်ဒီ state name က deploy ဖြစ်ကြမယ် deploy ဖြစ်ကြမယ်set ကဘာတွေ RAM လဲဆိုတော့ကျွန်တော်တို့ကဒီမှာကို setting deployment setting ပေါ့နော် okay ပြီးတော့ကျွန်တော်တို့က if နဲ့စစ်လိုက်မှာ condition စစ်မှာပေါ့sorry ကျွန်တော် if နဲ့မစစ်ခင်အရင်ဆုံးအပေါ်မှာ parameter လေးကျွန်တော်တို့ define လုပ်မယ်ပေါ့နော်Jenkins မှာ parameter တွေဘယ်လိုသုံးလဲကျွန်တော်ကြည့်အောင် okay ကျွန်တော် Jenkins file ရေးတဲ့ documentation နဲ့သွားမယ်ပြီးတော့ရင် handling parameter ဆိုတာလေဒီမှာဆိုကျွန်တော် parameter တွေဘယ်လို handle လုပ်လဲဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ parameter လေး define လုပ်မယ် parameter name ကကျွန်တော်တို့ဒီမှာသုံးမဲ့ parameter က branch ဆိုတဲ့ parameter ကိုသုံးပါ default value က master ပေါ့နော်description ကတော့branch name လို့ပဲကျွန်တော် description လေးပေးလိုက်ဒါဆိုရင်ကျွန်တော် parameter လေး define လုပ်ပြီးသွားပြီအဲ့ဒါလေးပြန်ခေါ်သုံးမယ်ဆိုလို့ရှိရင်ဒီမှာ parameter တော့ဆိုပြီးတော့ဒီနောက်မှာကျွန်တော်တို့ပေးထားတဲ့ parameter name ကိုကျွန်တော်တို့ကပြန်ခေါ်သုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ if ကျွန်တော် parameter name ပေါ့နော် parameter name ကကျွန်တော်တို့ branch လို့ပေးခဲ့တယ်ပြီးတော့ဒါကညီခဲ့ရင်ဆိုတော့ equal ဘာနဲ့ညီခဲ့လဲ master နဲ့ညီခဲ့ရင်ဒါဆိုကျွန်တော် master မှာဘာလုပ်မလဲเนาะ
okay မဟုတ်ဘူးပေါ့နော်s ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ branch က master မဟုတ်ခဲ့ရင်ကျွန်တော်တို့သူနောက်ထပ်ပေးထားတာကကြတော့ feature branch ပေါ့နော် feature ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဘာအရှင်လုံးမလဲ okay feature ဖြစ်ခင်အဲ့ဒါမှမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်เนาะ as ကျွန်တော်တို့ action တခြားတစ်ခုလုံးမယ်ပေါ့နော် master မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီနော်ဒီ deploy on master ပေါ့ဒီလိုမျိုးလေးထုတ်လိုက်မယ်တကယ်လို့feature မှာဖြစ်ခဲ့ဆိုလို့ရှိရင်လေ deploy on feature ပေါ့ branch ပေါ့နော် branch okay အဲ့လိုမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်เนาะဒီဘာမှမရှိခဲ့ဘူးဆိုရင်เนาะ nothing to do เนาะဒါလေးလုပ်လိုက်မယ် okay master run မှာဆိုလို့ရှိရင်เนาะကျွန်တော်တို့က essay နဲ့ run မယ်မနေ့ကလုပ်တယ်လို့ပဲကျွန်တော်တို့ okay ကျွန်တော် multi line သုံးလိုက်မယ်ပေါ့เนาะ cd select var တွေက void watch တွေက html နဲ့ဝင်မယ်ပြီးတော့နောက်တစ် line မှာ git ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့ fresh လုပ်မယ်ပေါ့နော် origin ပြီးတော့မှကျွန်တော်တို့ git ပူးလုပ်မှာsorry check out ရေးလုပ်မှာနော် master ကို check out လုပ်မယ် git ပြီးတော့ပူးမယ်ပေါ့နော်ပြည်စုံဆိုရင်ကျွန်တော် origin master ပေါ့ okay ဒါဆိုလို့ရှိရင်ဒါကျွန်တော် master run မှာဆိုဒီလိုလေးလုပ်မှာfeature run မှာဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲ feature မှာဆိုလဲဒီလိုပဲလုပ်မှာကျွန်တော် master ဆိုတဲ့နေရာမှာ feature ဖြစ်တော့ပေါ့ feature run ကို check out လုပ်မယ်ပြီးတော့ဒီကောင်ကိုပူလိုက်မယ်ဒါလေးဆိုရင်ကျွန်တော်ပြီးသွားပြီပေါ့နော်တကယ်မဟုတ်ခဲ့ဘူးဆိုတော့ nothing to do ဆိုပြီးတော့ပဲကျွန်တော်လုပ်လိုက်မယ် okay ဒီလောက်ဆိုရင်တော့ကျွန်တော် job လေးက run လို့ရမယ်ထင်တယ်ကျွန်တော် save လုပ်လိုက်မယ်အဲ့တော့ကျွန်တော် job လေးကို run ကြည့်အောင် master နဲ့ရင် run လိုက်မယ်error တက်သွားတယ် console output ကျွန်တော်ဒီမှာ if သုံးထားတာကမှားနေတယ် sorry ကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်လိုက်မယ်configure လုပ်မယ်setup ထဲမှာကျွန်တော် setup ပဲတန်းသုံးထားလို့နော် setup ထဲမှာကျွန်တော်ဒီမှာ script ထည့်ဖို့လို့တော့ script ထဲမှာဒီကောင်လေးကိုသုံးပါOkay ကျွန်တော်ပြန် run ကြည့်အောင်ဒီခေါက်မှာကျွန်တော်ပိုင်လိုက် run တယ်နော် run တော့ console output မှာကြည့်လိုက်ရင်ကျွန်တော်တို့master run ကိုကျွန်တော်တို့ first ပြီးတော့ပူလိုက်ပြီးသွားပြီပေါ့နော်ကျွန်တော်ဒီမှာစောစောမှာကြည့်တော့ဒီမှာ feature frame မှာရှိတယ်အခုကျွန်တော်ကြည့်အောင် master run ရောက်သွားပြီနော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ pipeline လေးကအလုံးလုံးနေပြီနောက်တစ်ခေါက်ကျွန်တော်ထပ်ပြီးတော့feature run ကိုပြန်သွားကြည့်အောင်အဲ့တော့ကျွန်တော်ဒီထဲကိုသွားပြန်ပိုင်းမယ်ပေါ့နော်ပြန်ပေးတဲ့အချိန်မှာ feature ဆိုရဲ value လေးထည့်ပေးလိုက်မယ်ကျွန်တော် friend name ပါ okay ဒါဆို console output မှာကြည့်လိုက်မယ်ဆိုလို့ရှင်သူကfeature run ကို check out လုပ်ပြီးပူးသွားတာပေါ့နော်ကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်မယ်ဒါဆို feature ဖြစ်နေဒါဆိုကျွန်တော် pipeline လေးကတော့မှန်ပြီအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်တို့ရဲ့ lab လေးက patch မယ်တော့ထင်တယ်ကျွန်တော်အသေးချောင်း check လုပ်ကြည့်လိုက်ပါ okay ဒါဆိုတော့ကျွန်တော် check stop ပတ်သွားပြီပေါ့နော် okay ကျွန်တော်ဒီနေ့ lab လေးလည်းအဆင်ပြေပြေပြီးသွားပြီဆိုတော့ stop လုပ်လိုက်တော့မယ်ဟုတ်ကဲ့အခုလိုအချိန်ပေးပြီးကြည့်ပေးကြတာကျေးဇူးတင်ပါတယ်ကျွန်တော် day 79မှာပြန်ဆောင်ကြမယ်